မင်္ဂလာပါအဖရခိုင်ပြည်သူပြည်သားအပေါက်လို့RFAရခိုင်တရုံသားဘာသာရိုးတန်အစီအစဉ်ကကုဆိုပါရယ်အကျွဲညွညွပါအရာပဲအစီအစဉ်မူအဖရိုက်တာဝင်လောက်ဖို့ဖိုက်ပါရယ်အရာပဲမှာတော်စားပြလာဖို့တော်ကရခိုင်ရေပဲလူငါစင်နိပါတေဆုံပြီး2500ကျော်ဒုက္ခတွီးဆိုရတဲ့တော်ကိုပိုတဲ့အောင်ကတော်စားပြထားပါရယ်ရခိုင်ပြည်နယ်မှာဇူလိုင်လ20ရက်ကနေအော်ဂိုလာ2ရက်နေ့ထိမိုးအဆမ်းမပြတ်ရောတမ်းမှုနောက်တောင်ကျရီစီဆောင်မုံကောင်မောင်ဘရာမရောဦးကျောက်တော်ဘူးသီးတောင်မြို့နယ်တီမှာ recreation ဖိုက်ခါရဲ့အတွက်လူဦးရေ2500ကျော်အစာရေစာမလုံလောက်မှုနဲ့နေထိုင်ဖို့အခက်အခဲဖိုင်းနေခဲ့တယ်လို့ကေဆေရဲ့အဖွဲ့အစည်းကတဆောင်းသိရပါတယ်။ recreation မှာဒုက္ခရောက်နေခဲ့တဲ့အခရင်နဲ့ရီချလာကလေးဒုက္ခရောက်နေခဲ့တဲ့အခရင်နဲ့ဒုက္ခစတိနေရဲကိုပင်နိုင်ရဖိုက်ကလေးတောက်တုံးရီတီထေကိုဆိုင်ငယ်ဝန်လာကျော်တော့ကောင်အင်ပင်လုံးမရပဲမသိရှောင်းရီကိုတောက်ပြီးကြက်မရဲထိခိုက်ဖို့ဆိုကိုစိုးရင်နေခဲ့တဲ့အခရင်နဲ့ပတ်သက်ပြီးဒုက္ခတိကအခုပိုင်ပို့ဆိုခဲ့ပါတယ်တောက်တမိုးရင်းတို့မရှိတောင်တူလေသမာတိမှာနိုးတီဆိုနေပြီမရှိတော့ဖိုက်လာပါပဲအကောင့်သုံးရှိလို့တင်းစီလို့လူအသားတော့မှအသားကိုတော့မရုံလို့ပြနေရချင်းမှာရိတ်စင်တီကိုမကေခနိုင်ဆိုပြီးအများကြီးရှိပါတယ်တနည်းတောင်တူတောက်တမိုးရင်းမရှိတော့တောင်တူလေသမာတိဆိုကောင်းကောင်းအခါကြတော့လာနိုင်ပါတယ်နောက်မိုက်ခကျွန်တော်ဒီတနေ့လုံးဒီတော့နေစာဝဲနေစပါဆန်စပါတော့အမ်တဲမှာခါကြတော့နိုင်ပါတယ်တနည်းအခုလေသမာတိမှာသိဆုံးခိုင်းနိုတီပဲလို့ထူနိုင်ဖို့တော့မိသားပြားစီကအင်ဒီပန်လို့ထူနိုင်ဖို့တော့ပြားစီကလေဒီပန်လို့ထူနိုင်ဖို့တော့နိုင်ငံတော်ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေနဲ့အရှိန်မီလဲမီဆိုပေါ့နော်အရှိန်မီအလျော်အမလဲကုညင်သုံးပါတယ်ကုညင်သုံးရင်တော့ကျွန်တော်ထောင်ပါတယ်ကူလေးကုညင်ပြပါလို့တောက်ဆိုရှောင်းပါတယ်ဟောတကူပါအခုပြားစီကလူဒီမှာအိမ်မရှိအိုးမရှိဖိုင်နေတယ်ဒီမှာအခုတဘာဝကလေးတော့မို့ရသည်ဖိုက်တော်နေကောင်ရောပြားစီဆုံးရှုံးနေတော့ပရီသူတီဥအိမ်ရောပရီသူတီဆိုဒီအမိုးကအောက်ကိုအလျော်အမဲအယောက်ဆုံးရောက်နိုင်အောင်တော့ရခိုင်ပြည်နယ်အစိုးရအနေနဲ့ဥစားပြီးဆောင်ရွက်ပြပါလို့တောက်ဆိုရှောင်းပါတယ်ဒီတော့ခါဆိုပါလို့ဒီကတည်းကဒီငွေတီမွေးတီအိမ်ပူလီမူတွေနဲ့ပါလာရဲ့လီမူတွေပါမစားမတောင်းလားအထားတဲ့ကြောက်တော့ဟာရဲ့ဒီတို့မလို့မရှိကြောက်တော့သာသနာပြီးနေတော့ဟာပါvì mỗi lúc cái lì lấy bản này lì lấy cái anh tí tiền phụ tí cho cô trả lại hai bài tiền phụ tí cho anh tí ông tí cho anh tí xử lý đâu ông tí cô trả lại hai bài e phải xin bộ mà cái cho nó cái con này mình sẽ có thông sẽ cho anh này và cái đi recruit này rồi này giờ nào mà tận này là một free bao lâu cha bao giờ thì cũng phải làm này free bao lâu cha chỉ là phải anh đấy thế rồi này giờ cái chế ra đâu mà này cái cho nó thì nào mà chỉ lưu ý giữ chỉ đi cái này cái của sai đâu cái cái phải đi này đi con này cái cha bao cái cho nó ra này này bố khác rồi đi rồi gì bọn này thế rồi cái anh này lúc này rồi cho nó đi cái phải sao lúc này Rama lưu lên thôi thì lấy mình nhà ông không đi chơi của vi ta vẫn chơi của vi là phải thìအခုအခက်အခဲကပိုဆိုးလာတာရီတိုးလာပြီကျွန်တော်ဥစဉ်တော့ဟိုတော့ပို့ပြီးရတယ်ကျွန်တော်ကဖိုင်ဒါရှင်နဲ့တောင်းပြီးနေတယ်ဒီကတော့နေသေးလေးလေးတော့ကျွန်တော်ကတခုလေးတော့မင်းအောင်အခက်အခဲဖိလာရအောင်လုံးဒီမလို့ဒီပရိုလူလေးပရိုတခုလေးမကြရအရှိတိကိုပို့ပြီးနေတာအခုကျွန်တော်တို့ရိကိတကအဓိကမုန်တိုင်းကရှိနေတယ်ဒီကမိုးကလည်းမြပေါ့မိုးကလည်းမြဆိုဒီကဆန်ရီနဲ့မုန်တိုင်းကလည်းမုန်တိုင်းအရှင်ကောင်းမိုးရတယ်မုန်တုံလေးကအားကောင်းရခါဒီဆောရရီစားရဲ့အဆောင်အောင်ပြီးနေပေါ်ကနေပြီးအဝါကဒီမုန်တုံလေးကအားကောင်းခါအဝါကလီနဲ့တိုက်တယ်ခါရီအားကောင်းရမိုးကလည်းပိုလို့မြခါပိုပြီးရှင်တဲ့တယ်ငါပိုင်ဇမ်ဘီလေသမားကိုအောက်ကိုနေသမားလေသမားဒီမှာပြစီထားတယ်ရပ်ပဲရစပဲသာလို့ငယ်တဲ့မွတ်တဲ့တာပါခဲ့အောင်ဆိုရိဘဒုက္ခစတိစားရတောက်ရက်ကိုဒေသခံကေဆေရဲ့အဖွဲ့အစည်းကပဲကူညီနေခဲ့ပြီးအစိုးရအာဏာပိုင်အဖွဲ့အစည်းကတာဝန်ယူကူညီပြီးဆိုမရှိသေးလို့သိရပါတယ်။အော်ဂိုလာ9ကတော့ခါကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မုတ်ကမောင်လှိုင်ကရီကီနီမျိုးနီတီကိုလာပြီးဒုက္ခသည်စခန်းတစ်ခုကိုစင်တအိမ်နောက်ရေသင်းဘူးတစ်ဖာပြလိုက်ရလို့ရိဘကေဆေရဲ့ဆောင်ရွက်နေသူတီကပို့ဆိုခဲ့ပါတယ်။ရီကီမူရောအတိပြောက်ရှိပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့လာရှိဆောင်ရတီဆုံသူ55ဦးပြောင်းဆောင်သူခရာဦးရှိရလို့ရခိုင်ပြည်နယ်တော်နဲ့ပင်ကရဲ့ဖွဲ့ကဦးလာသိန်းကပြောပါတယ်။မြောက်ဦးမင်းနဲ့ပဇေဖေကျေရမှာမင်းသားစုလီရီနိုင်တီဆုံလာတဲ့ပါတီပြီးကေဒေသခံတူဖိုက်တဲ့ဒေါ်ဦးရိုင်စင်ကအခုပိုင်ပြောပါတယ်။အခုကလည်းရာဘကရဲ့မောင်ကျစင်ကသမီးအခုကလည်းရေမရှိနာမည်ကဦးတန်ရွဲ့သူ့ဖြစ်တဲ့ဘယ်လိုဒီကဲနောက်ပြီးရေမရှိမညမတယောက်ရေမရှိမညမနာမည်ကတန်နုခိုင်ဒီအရာရဲ့ဦးတန်ရွဲ့မှာအရာသမီးဆိုင်နေဒီကအရာ
စောတရားကရှိနေလို့တရားစော ရခိုင်ပြည်နယ်မှာအခုပိုင်ဆိုးဆိုးဝါရီကီပြီးစောင်းတဲ့ရှိလူတိဒုက္ခရောက်နေခဲ့ကြလေရခိုင်ပြည်နယ်မှာရှိနေနိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့အစည်းတွေကလာတော့ကူညီပြည်စင်မျိုးမရှိသေးလို့သိရပါတယ်ရခိုင်ရိဘေဒုက္ခသတိကိုအကူအညီပေးဖို့ပြည်ထောင်စုအစိုးရနဲ့နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့အစည်းတွေကိုရခိုင်မြို့သားပါတီကအော်ဂိုလာ30တရားနေ့မှာမိတ္တရဲခင်ထားပါတယ်ရိဘေဒုက္ခသတိကိုကူညီဖို့လာတော့တောင်းဆိုရဖို့ဆိုမဟုတ်ပေအကူအညီလာပေးလူတိကရာဇာပိုင်ကူညီရဖို့ဆိုကိုလာတော့ညှိနှိုင်းရဖို့ဆိုဖိုက်တယ်လို့ရခိုင်ပြည်နယ်အစိုးရတတော်နဲ့ပြင်ကရဲ့အဖွဲ့ကဦးလာသိန်းကပြောပါတယ် အစိုးရကကမ်းလှမ်းမှလုပ်ပါလားနော်အစိုးရလည်းဒီအချိန်မှာအလုပ်ကမြင်းတဲ့အတိုင်းပဲဟဲ့လားမွေးချုပ်ဆိုလို့ရှိရင်ရဲတော့ရည်ရဟရင်လည်းဟိုမြို့သွားဒီမြို့သွားနေတဲ့အချိန်နော်အဲ့ဒါကို NGO တွေကိုတွားပြီးတော့အစိုးရကအကူအညီတောင်းနေရမယ်ဆိုတာတော့မဟုတ်ဘူးထင်တယ်သူတို့ပြောတဲ့အားတော့ကဒီအချိန်မှာအစိုးရကိုလာတွေ့ပြီးတော့ဘာလို့တလဲကျွန်တော်တို့ကဘယ်လိုကူညီရမလဲလို့သူတို့လုပ်ရမယ်အပိုင်းမှာကျွန်တော်တို့ရဲ့အနေအထားအရာတော့ကဟိုလက်ရှိအနေအထားအရာပြန်လဲထူထောင်ရေးတွေမှာကျွန်တော်တို့အားနဲ့လုံနိုင်တယ်လို့လည်းကျွန်တော်တို့ခံယူထားတယ်ဆိုတော့လုတ်ပေးခြင်းတဲ့လူကတော့လာပြီးတော့လုတ်ပြစီကျွန်တော်တို့လည်းပါဝင်ပါမယ်ဆိုတဲ့ကမ်းလှမ်းမှုမျိုးသူကလုပ်ရမယ်ကျွန်တော်တို့ကသွားပြီးတော့လုပ်ရမယ်မထင်ဘူး ရီလေမိုခါဆိုကောင်ရခိုင်ပြည်နယ်မှာလေယာမေဧက9သိန်းကျော်ပြားစီလာရဲလို့ရခိုင်မြို့သားပါတီကထုတ်ပြန်ထားပါတယ်။လာရှိစရောင်းကစူစူပေါင်းပြားစီဆုံးရှုံးမှုတင်ဖို့ကျဲသိန်းပေါင်း4000ခနိုင်းထောင်934ဒါသမ30ခေါက်ရှိပြီးအသေးစိတ်ကိုမသိရသေးလို့သိရပါတယ်။အခုချိန်မှာရခိုင်ပြည်နယ်အပါအဝင်မြန်မာတနိုင်ငံလုံးရီလေမှုကိုခဲနေကြရပါတယ်။မြန်မာနိုင်ငံစော2008ခုနှစ်မှာနာဂက်မုန်တိုင်း2010ခုနှစ်မှာဂရီမုန်တိုင်းနဲ့လာရှိ2015ခုနှစ်မှာတပင်းနေလုံးရီလက်မို့ဆိုတာတိုက်ဆိုင်ဆိုလားအမှန်ပေါင်းကဲဘေးဆိုင်နေဆိုလားလို့ရခိုင်ကောင်းဆောင်တီကတုံ့တက်နေခဲ့ပါတယ် RFA ရခိုင်တရောသားဘာသာရုပ်သံအစီအစဉ်ကိုစောင်းမြော်တွေ့ရှုနေခဲ့တဲ့အဖရခိုင်ပြည်သူပြည်သားပေါင်းတို့ကိုအထူးပေါ်ကြည့်စုတောင်းရှိပါရယ်နောက်အပတ်ဒီမှာလည်း ASC အစီအစဉ်ကိုဆာလာတွေ့ရှုပြဖို့ဖိတ်ခေါ်ရပါရယ်